မင်္ဂလာပါရှင်ဒါကလည်း adjective ရဲ့ asset ကလေးပေါ့နော်ဒီမှာကျတော့ဒီနေ့ဘာကိုပြောပြချင်တာလဲဆိုရင် degrees of adjectives degree ဆိုတာဘာလဲဆိုရင်သူရဲ့ပြင်အားစွမ်းအားပေါ့နော်ဒါဆိုလို့ရှိရင်သူ့မှာ degree ကဘယ်နှခုရှိလဲဆိုရင် D1 D2 D3 တနည်းအားဖြင့် degree 1 degree 2 degree 3ပေါ့နော်အဲ့တော့ degree 1ဆိုတာဘာလဲလို့ကြည့်အောင် positive degree ဆိုတာကလက်ရှိတစ်ခုခုကိုရိုးပေါ့နော်ပုံမှန်တိုင်းပြောရဥပမာဆိုကြပါစို့လှပတော့ဆိုရင်ဒါ D1 ဖြစ်ပါတယ် positive degree ဖြစ်ပါတယ်နောက်တစ်ခုက comparative degree ကဘယ်ရလာလဲဆိုရင်တော့ compare เนาะနှစ်ခုနှိုင်းယှဉ်တယ်ဆိုပြီးတော့ကျွန်တော်တို့ကနှစ်ခုနှိုင်းယှဉ်တော့တာလေเนาะဒီဟာလေးနဲ့ဟိုဟာလေးနဲ့ဆိုတာမျိုးဒီကောင်မလေးနဲ့ဟိုကောင်မလေးနဲ့ဆိုတာမျိုးနှစ်ခုကိုပဲနှိုင်းယှဉ်တာဖြစ်တဲ့အတွက်ကြောင့်မို့သူ့ကို D2 comparative degree လို့ခေါ်ပါတယ်နောက်တစ်ခုကကြတော့ပါလဲဆိုရင် superlative degree မှာလဲ super ဆိုတဲ့အဓိပ္ပာယ်ကပါလဲဆိုလို့ရှိရင်အမြင့်ဆုံးလေနော် super ဆိုရင်ဒါD3 သူကတော့အဆုံးလို့အဓိပ္ပာယ်ရပါတယ်ဥပမာအားဖြင့်စောစောနာက D1 မှာလှပတော့ဆိုရင် D2 မှာပို၍လှပတော့ D3 ဆိုလို့ရှိရင်ကျမတို့ကအလှဆုံးလို့ပြောလို့ရတယ်တကယ်လို့ကျောင်းသားတစ်ယောက်ဟာအတန်းထဲမှာပေါ့နော်စာအတော်ဆုံးဆိုလို့ရှိရင်ဒါဒီကျောင်းသားဟာကျောင်းတန်းထဲမှာရှိတဲ့တခြားကျောင်းသားအများစုနဲ့နှိုင်းယှဉ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့သူ့ကို the cleverest ပေါ့နော် the cleverest student ဆိုမှပြောလို့ရပါတယ်ဒါဆိုရင် D1 D2 D3 ကိုသိပြီနော်အဲ့တော့ D1 ဆိုလို့ရှိရင်မူလရှိနေတဲ့ degree သူကလှပတော့ပို၍လှပတော့အလှပဆုံးဒါဆိုရင်ပို၍လှပတော့ဆိုလို့ရှိရင်ကျမတို့ကဘာသုံးရမှာလဲဆိုရင်သူ့ရဲ့ adjective ရဲ့နောက်မှာ beautiful လှပတော့ဆိုလို့ရှိရင် more beautiful than လို့သုံးပါမယ်နောက်တစ်ခုကပို၍သေးငယ်တော့ဆိုလို့ရှိရင်เนาะ smaller than than ဆိုတာလေးကနှစ်ခုရှင်းတာဖြစ်တဲ့အတွက်ကြောင့်မဖြစ်မနေထည့်ရမယ့်စကားလုံးဖြစ်ပါတယ်နောက် D3 ဆိုလို့ရှိရင်တော့အတော်ဆုံးဆိုရင် the cleverest เนาะဒီနေ့အပြင် the cleverest အရှိမတည်ရှိတယ်ဆိုတဲ့ article လေးထည့်ပေးရပါမယ်တကယ်လို့အလှပဆုံးဆိုလို့ရှိရင်တော့ the most beautiful ပေါ့เนาะဒီလိုလေးဖြည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ D1 ရယ် D2 ရယ် D3 ရယ်ရှိတဲ့အထဲမှာဒီ regular adjective တွေဖြစ်တဲ့ဟိုကျမတို့ငယ်ကလေးကစပြီးတော့ရင်းနှီးခဲ့တဲ့ adjective တွေနော်ပုံမှန် adjective တွေကကြတော့သူကဘာနဲ့ပဲသုံးရမလဲဆိုရင် D2 မှာ ER D3 မှာ EST နဲ့သုံးမယ်နောက်တစ်ခုက irregular adjective မှာကြတော့သူ့မှာကိုယ်ပိုင်D2 D3 တွေရှိရလေနော်ဥမာ GOD good ဆိုရင် good better best နောက်တစ်ခါ MANY many ဆိုရင် many more most ဆိုပြီးတော့မှသူ့မှာ D1 D2 D3 ကတည်တံ့ဖြစ်တဲ့အတွက်ကြောင့်မို့သူ irregular ပေါ့နော်ပုံမှန်မဟုတ်တဲ့ adjective တွေလို့ခေါ်ပါမယ်နောက်တစ်ခုကကြတော့ပါလဲဆိုရင် affix adjective တွေပါ affix မှာဆိုပြောခဲ့သလိုပဲ prefix နဲ့ suffix စလုံးတွေကိုရှိရတဲ့ထားရင် prefix စလုံးတွေနောက်ကစလုံးအပိုထည့်ထားတာဆိုလို့ရှိရင် suffix လို့ခေါ်တယ်ဒီ adjective တွေရဲ့နောက်တစ်ခုက present participle past participle လို့ခေါ်တဲ့ adjective တွေဖြစ်တဲ့ participle adjectives တွေမှာကတော့ကျမတို့က D2 နဲ့ D3 မှာဆိုလို့ရှိရင်ဥပမာ D2 ဆိုရင် more than ကိုသုံးပြီးတော့မှ D3 ဆိုလို့ရှိရင် the most adjective ပေါ့နော်ကိုသုံးလို့တဲ့ adjective ပေါ့ဒါလေးကိုထည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင် D1 D2 D3 မှာဘယ်ဟာတွေကတော့ ER EST သုံးပြီးတော့မှဘယ် adjective တွေဆိုလို့ရှိရင် more than နဲ့ the most ကိုသုံးရမယ်ဆိုတာကိုကြွယ်ပြလောက်ပြီးထင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်